အားလုံးပဲမင်္ဂလာပါရှင်အဝင်းပါရှင်ဒီနေ့တော့အဝင်းနဲ့အတူတူပေါ့ပါ makeup look လေးကိုပြင်ကြည့်ကြမယ်ဒီ makeup look လေးကအရန်လွယ်တယ်အခုနောက်ပိုင်းခေတ်စားနေတဲ့ makeup look လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အသက်အရွယ်မရွေးလိုက်လို့ရမယ်လွယ်ကူ makeup look ကိုအခုဆိုလို့ရှိရင်ကျွန်တော်ကတကယ်ကိုရည်ရွယ်ပြီးတော့လုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နေ့စဉ်နေ့တိုင်းသွားလာလှုပ်ရှားနေတဲ့အမျိုးသမီးတွေမှာအရန်ကြီးအချိန်တိုလေးနဲ့မြန်ကောင်းသက်တာလေးပေါ့နော်အဲ့လိုမျိုးဆိုတော့ကဲအခုအရင်ဆုံး makeup လိမ့်ဖို့အတွက်က makeup လိမ့်နေဆိုတာပကြီးဆွဲသလိုပဲအောက်ကနေပြီးတော့မူရင်းကောင်းမှမိတ်တူကောင်းမှာပေါ့နော်အဲ့တော့ canvas လေးကကောင်းနေမှ makeup ကထွက်တာလေးကလည်းလှမယ်ဆိုတော့အရင်ဆုံး makeup လိမ့်ဖို့အတွက် skin ကို prep လုပ်ရပါမယ် skin ကို prep လုပ်တယ်ဆိုတော့မျက်နှာအသားရည်ကို makeup အတွက်ပြင်ပေးရတာပေါ့နော်တခါလေကြာလို့ရှိရင်ပြောနေကြဖြစ်တဲ့စကားလေးတခုကိုကြားဘူးလားမသိဘူးမိတ်ကလိမ့်နေကြမဟုတ်လို့မျက်နှာမှာမိတ်ကကြီးကမတင်ဘူးမိတ်ကကြီးကပြာသွားတယ်မိတ်ကကြီးကတမျိုးကြီးဖြစ်သွားတယ်ဆိုတဲ့စကားလေးတွေကိုလူတိုင်းကြားဘူးကြားလိမ့်မယ်ထင်တယ်နော်မိတ်ကကိုတစ်ခါတလေမှလိမ့်ရင်အသားနဲ့မိတ်ကနဲ့အသားမကျနေဘူးပေါ့မိတ်ကသားမတက်ဘူးပေါ့အဲ့လိုမျိုးဖြစ်တာဘာကြောင့်လဲဆိုတော့မျက်နှာကိုတည်တည်ချာချာ moisturizer မလုပ်ထားတဲ့အတွက်ဖြစ်တာကျွန်တော်ကအခုလိမ့်မှာကတော့ဒါဘူးရဲ့ 7-in-1 moisture sorbet cream ဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်လိမ့်လိုက်တဲ့အခါမှာမျက်နှာကအသားရည်လေးကအီလေးဖြစ်သွားတဲ့အတွက်အသားပေါ်မှာ makeup ကလည်းပုံဆွဲမယ်ပြီးတဲ့အခါကျရင် makeup သားတက်တယ်လို့ပြောတယ်ဆိုတော့ဘာလဲဆိုတော့အသားနဲ့ makeup နဲ့ oxygen နဲ့ပေါင်းထားတဲ့အခါမှာတသားတဲ့တစ်ထပ်တဲ့ဖြစ်သွားတဲ့အခါကျရင်ပို့ပြီးတော့လှတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားအောင်လို့အခုတစ်ခါmoisturizer လိမ့်မယ် moisturizer လိမ့်ပြီးလို့ရှိရင်ကျွန်တော်က sunscreen လေးလည်းလိမ့်လိုက်ပါအောင်မယ် sunscreen ကတော့ကိုယ်နဲ့အဆင်ပြေတဲ့ sunscreen ကိုလိမ့်ပါအထူးသဖြင့်ကျွန်တော်က sunscreen ဆိုလို့ရှိရင်non greasy ပေါ့နော်အဲ့လိုမျိုးoily မဖြစ်တဲ့ sunscreen type လေးကိုလိမ့်တဲ့အတွက်ကြောင့်မလို့makeup လိမ့်လည်းကြာခံပြီးတော့လှတယ်ပေါ့နော်ဒါပိုရဲ့ collagen lifting mist ဒီဟာလေးရှိတယ်အဲ့ဒါလေးက makeup မလိမ့်ခင်မှာရော makeup လိမ့်ပြီးမှာရောဖျားတဲ့အခါကျရင်လေမသိဘူးမျက်နှာပေါ်မှာ makeup လေးကလေတက်တာလေးနဲ့နေလို့ကောင်းတယ်ပေါ့နော်5 ချက်လောက်ပေါ့နော်အဲ့လောက်ကလေးနဲ့မျက်နှာကိုပြင်ဆင်လိုက်ပါမယ်ပြီးသွားတဲ့အခါမှာတော့ရွေးချယ်စရာအရာ5မျိုးရှိတဲ့ဒီ pastel ရဲ့ profession high coverage liquid foundation ကအထူးသဖြင့်ကျွန်တော်ဆိုလို့ရှိရင်အသားဝါတဲ့အတွက်ကြောင့်မို့လို့ makeup ဝါလေးတွေကိုကျွန်တော်ကကြိုက်ပါတယ်တနခါရောင်ပေါ့နော်အဲ့တော့အခုဒါကျွန်တော်သုံးမှာတော့403ပါနော်ဒီဟာလေးအဲ့ဒါလေးကိုကျွန်တော်ဒီမျက်လုံးအောက်ပေါ့ဒါလေးကနေ့စဉ် makeup ဖြစ်တဲ့အတွက်အရန်ကြီး coverage ကြီးအများကြီးလည်းမလိုဘူးဒါပေမဲ့လည်းအသားအရောင်လေးကိုညီကျင်တယ်အဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ကျွန်တော်ကဒီမျက်လုံးသားလေးတွေကိုတည်တည်ချာချာလိမ့်ပေးလိုက်ပါတယ်လက်နဲ့ပဲပေါ့နော်လွယ်ကူပဲဘာလို့ဒီလိုလက်နဲ့လိမ့်လို့ရရလဲဆိုတော့လေ product ကကောင်းနေပြီဆိုလို့ရှိရင် product ရဲ့အရောင်ရယ် product ရဲ့ quality ရယ်ကောင်းတဲ့အခါကျလို့ရှိရင်လက်နဲ့ပဲလိမ့်ဖောက်လုံးနဲ့ပဲလိမ့် brush နဲ့ပဲလိမ့်ပေါ့နော်ကိုလိုမျိုးနေ့စဉ်နေ့တိုင်းလိမ့်တဲ့လူတွေအတွက်ကျွန်တော်ပြောနေတာ professional မပါဘူးเนาะပွဲတက်တကယ်makeup artist ပညာရှင်တွေကိုပြောတာမဟုတ်ဘူးကျွန်တော်တို့လိုနေ့စဉ်နေ့တိုင်းလိမ့်ကျင်တဲ့လူတွေအတွက်ကကျွန်တော်ကအဓိကဒီနေရာလေးပေါ့ဒီနေရာလေးကိုအဓိကထားတယ်ပြီးလို့ရှိရင်ပိုတဲ့ဟာလေးနဲ့မျက်နှာလေးတွေလေပင်းလေးတွေကိုဒီလိုလိမ့်ပေးလိုက်တဲ့အခါမှာမျက်နှာနဲ့လေပင်းနဲ့လည်းအရန်မကွာတော့ဘူးပြီးတဲ့အခါကျလို့ရှိရင် foundation လေးကလည်းကိုယ့်ရဲ့အသားတွေကနေတခါတည်းစိတ်သွားတယ်လို့မျိုးပုံစံမျိုးဖြစ်သွားပါတော့เนาะအခုဆိုရင်အားလုံးတွေ့တဲ့အတိုင်းပဲအရန်ကြီးထူးခြားကြီး makeup ကြီးပြုတ်ခဲနေတာမျိုးမဟုတ်ဘူးနောက်တစ်ခုက makeup ကအရန်မထူတဲ့အတွက် makeup ပြတ်မှာ makeup ကွက်မှာတိတ်မပူอ่ะအဲ့တော့အဲ့ဒါပြီးသွားတဲ့အခါမှာကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီလိုအနေထားမှာပေါ့เนาะဒီလိုအနေထားမှာကျွန်တော်အရန်အခုကြိုက်နေတာကတော့ဟောဒီpastel ရဲ့ cream blush ပေါ့နော် cream blush ထဲမှာအရောင်က4ရောင်ရှိတယ်ဒါပေမဲ့အခုလောလောဆယ်ဒီဟာလေးကိုကျွန်တော်ကတော်တော်ကြိုက်နေပေါ့နော်အဲ့ဟာကိုမှကျွန်တော်သုံးထားတာများနေပြီထဲထဲမှာကိုယ့်ရဲ့ highlighter နဲ့ရောပြီးတော့ highlighter လေးကိုထည့်ထားတာဆိုအဲ့တော့ဒီဟာလေးကိုဒီလို brush လေးနဲ့ပဲယူလက်လေးနဲ့ပဲယူအဆင်ပြေတယ်အဲ့ဒါကိုအခုခေတ်စားနေတဲ့ပါနီ placement လေးကိုပြချင်တာနော်အဲ့ဒါလေးကကြတော့ဟုတ်လို့မျိုးဒီလိုမျိုးလေးအရန်ကိုရဲပြောင်းခတ်သွားပြီမဲ့စိတ်မပူပါနဲ့ခဏလေးစောင့်ပါနော်ပြီးတော့မျက်လုံးပေါ်ကိုလည်းမတိမတာလေးနည်းနည်းလေးထည့်ပြီးရင်ဒါကို
အရင်ဆုံးတော့ဒီလိုပဲခဏထားရမယ်နော်အဲ့တော့ပါးနီကိုလေအခုနောက်ပိုင်းခက်စားတဲ့ပုံစံလေးတွေကဒီလိုမျက်လုံးအောက်မှာထားတာဆိုတော့ဘာတစ်ခုကောင်းသွားလဲဆိုတော့သိလားကျွန်တော်တို့လည်းနည်းနည်းအသက်ကြီးရဲ့လူတွေပြီးတော့မျက်ကွင်းညိုတဲ့လူလေးတွေအတွက်ကဒီပါးနီကပို့ပြီးတော့ကိုယ့်မျက်လုံးပို့ပြီးတော့တောက်ပါစေတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီလိုမျိုးလေးလုပ်ပြီးသွားလို့ရှိရဲ့ပြီးရင်သူ့ရဲ့လျှို့ဝှက်ချက်လှလှလေးတစ်ခုကလည်းရှိသေးတယ်အဲ့ဒါလေးကဘာလဲဆိုတော့လက်ကလေးနဲ့ပဲပြန်ပြီးတော့ကိုယ်ရလိုပေါ့အခုနောက်ပိုင်းတိတ်ပြီးတော့မိတ်ကပ်လိမ့်မို့အချိန်မလိုချင်တဲ့လူတွေအတွက်လက်ကလေးရယ် brush လေးရယ်ပေါင်းပြီးတော့လုပ်ပြီးနှာခေါင်းထိပ်လေးနည်းနည်းလေးလောက်မတင်တာလေးပေါ့နော်နှာခေါင်းထိပ်လေးနည်းနည်းလေးလောက်အဲ့လိုပြီးသွားပြီဆိုတာလည်းဘာလုပ်ရမလဲဆိုရင်ဟောမှာဒီမှာ pastel ရဲ့ဒီ press powder ရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကဒီနေရာမှာဒီတီစုံပေါ့တီစုံကိုအယောင်ငိမ်သွားအစီပြန်တာတွေကွက်တာတွေမဖြစ်သွားအောင်တီစုံကိုလိုက်ပြီးတော့လှုပ်ပေးလိုက်တဲ့အချိန်မှာခုနကပါးနေရတယ်နည်းနည်းလေးအယောင်လေးဖြော့သွားတာနဲ့ပြီးလို့ရှိရင်ကွက်တီဖြစ်သွားတယ်ကျွန်တော်ကဒီလောက်နဲ့ပဲကျေနပ်ပြီပေါ့နော်အဲ့ဒါပြီးသွားတဲ့အခါမှာဟာဒီ pastel ရဲ့ monochrome ဒီဟာလေးတွေကအယောင်နှစ်ယောင်ပဲပါပြီးမှတိတ်ကိုမှ pigmentation အယောင်ကောင်းတယ်ပြီးတဲ့အခါကျလို့ရှိရင်သူ့ရဲ့အယောင်ထွက်အားလေးတွေကတော်တော်လေးကိုအားကောင်းတယ်ဖြစ်တဲ့အတွက်ကြောင့်အများကြီးယူစရာမလိုနည်းနည်းလေးယူပြီးတော့ဒီပေါ်မှာပုတ်ပြလိုက်ပါမယ်ပြီးတော့လေနောက်တစ်ခုကဒီ pastel ရဲ့ဒီ shadow palette လေးဆိုလို့ရှိရင်ဒီတစ်ခုတည်းနဲ့အယောင်ကိုအဆင်ပြေတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအယောင်လေးကို highlight တင်လိုက်ပြီနော်ဒီ look လေးမှာအရေးကြီးတာကဒီပါးနေရဲ့အယောင်ကမျက်လုံးထဲမှာရောနှာခေါင်းလေးမှာနည်းနည်းပါနေဖို့အရေးကြီးတော့ကျွန်တော်ကနောက်ဆုံး touch up လေးကိုဟောဒီမှာပါးနေလေးကိုနည်းနည်းလေးယူတာသူကပါးနေဆိုပေမဲ့လည်းနေရာစုသုံးလို့ရပါတယ်နှာကန်းနေလည်းကျွန်တော်ကသုံးပါတယ်ဒီဟာလေးကိုအဲ့တော့ဒီလိုမျိုးလေးထည့်လိုက်တဲ့အခါမှာမျက်နှာအယောင်ကပါးနေနဲ့eye shadow နဲ့အယောင်ချင်းတူသွားပြီအဲ့ဒီအချိန်မှာဟာဒီ pastel ဒီ black styler ဆိုတဲ့ဟာလုံးဝအမိုက်စားဒီလိုမျိုး liquid liner သူက waterproof လည်းဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီဟာကဆွဲလိုက်ပြီဆိုလို့ရှိရင်အရန်ကုန်မှာတိကျတေချာတည်တတ်တဲ့ line ကိုဆွဲလို့ရတယ်ဆိုတော့အခုခေတ်မှာ eyeliner အရန်မဲထူကြီးဆိုတာတွေတိတ်ပြီးတော့ခင်မစားတော့ဘူးပြီးတဲ့အခါကျတော့လည်းကျွန်တော်ကိုယ်တိုင်ခံစားရတာပေါ့နော် eyeliner မဲထူကြီးတွေမျက်ခုံးမမဲထူကြီးတွေဆိုရုပ်ကိုပို့ပြီးတော့ပို့ပြီးတော့ရင့်စေတယ်ရုပ်ကိုပို့ပြီးတော့ပြင်းထန်စေတယ်ရုပ်ကအရန်ဘိုးဖြစ်တယ်ပေါ့နော်အခုဒီခေတ်မှာ make up ပြင်တာအဲ့လိုမျိုးတွေမဟုတ်တော့ဒီခေတ်မှာမတိမတာလေးတွေပေါ့နော် eyeliner ကိုလည်းကျွန်တော်ကနှလုံးကနေတစ်ဝက်ကလေးပဲစိုးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြီးလို့ရှိရင်ပြမျက်တောင်ကော့လိုက်တဲ့အခါမှာ eyeliner လေးကတိတိလေးစိုးထားတဲ့အတွက်ကြောင့်မို့လို့မျက်တောင်နဲ့ eyeliner လေးနဲ့ရောသွားတဲ့အခါမှာသူ့ရဲ့ထွက်လာတဲ့ပုံစံလေးကမတိမတာလေးနဲ့လှနေရပေါ့နော်အဲ့တော့အခုဒီမျက်တောင်ကောစီကိုကျွန်တော်သုံးနေတာတစ်လလောက်ရှိပြီကျွန်တော်ခရီးသွားတော့ကလည်းဒါပဲယူသွားတယ်သူက volume အပြင် သူကမျက်တောင်ကိုထူလဲထူတယ်ရှည်လဲရှည်တယ်ဆိုတော့ effect နှစ်ခုပေးတယ်တခါတလေတချို့ mascara တွေက volume နဲ့ထွက်တယ်တချို့ mascara တွေက lengthening ပေါ့နော်မျက်တောင်ရှည်စီတယ်ဒါပေမဲ့အခုဟာကသူကမျက်တောင်ကိုရှည်လဲရှည်စီတယ်ပြီးတော့သူကကော့လဲကော့စီတယ်ဆိုတော့ကျွန်တော်စိတ်ရှည်လက်ရှည်နဲ့အခု look ကမျက်တောင်အဓိကထားတဲ့မျက်တောင်မျက်လုံးဒီအားလုံးကတက်ရက်လေးနဲ့လှနေတဲ့ look ဆိုတော့ဘယ်လိုလဲဆိုလို့ရှိရင်မျက်တောင်ကိုလည်းဖြည်းဖြည်းချင်းစီတမြင်ချင်းစီကော့အောင်လုပ်လိုက်မယ်မျက်တောင်ကော့ထားတဲ့ဘက်နဲ့မျက်တောင်မကော့ထားတဲ့ဘက်နဲ့အရာကွာခြားမှုကိုပြချင်တာနော်ပြီးတော့နောက်တစ်ခုကဒီမှာကြည့်မျက်တောင်ကိုစိတ်ရှည်လက်ရှည်လေးနဲ့လေအောက်မျက်တောင်လေးပါကော့ပေးပါနော်မျက်တောင်ကအပေါ်ဘက်ကော့ထားပြီးတော့မျက်တောင်အောက်မျက်တောင်မကော့ထားလို့ရှိရင်လေနည်းနည်းတစ်မျိုးလေးပဲအဲ့တော့အောက်မျက်တောင်ကော့ဖို့အတွက်အကောင်းဆုံးနည်းနဲ့အလွယ်ဆုံးနည်းပေါ့နော်မပေအောင်အတွက်ကကြတော့ခေါင်းငုံလိုက်ပါပြီးရင်အပေါ်ကိုမော့ကြည့်လိုက်ဒီထိပ်ဖြားလေးနဲ့ပဲလုပ်ရင်ကောင်းတချို့ mascara တွေကလေအပေါ်မျက်တောင်အတွက်ကြတော့အရန်အဆင်ပြေမှာအောက်မျက်တောင်ဘလို့မှလုပ်လို့မရတဲ့ mascara တွေရှိတယ်ဒါပေမဲ့တစ်ခုကောင်းတာကလေဒီ mascara လေးက
အပေါ်မျက်တောင်ရောအောက်မျက်တောင်ရောပါ तू ကရတခါတလေကြာရင်ကျွန်တော်ကတချို့ mascara တွေဆိုရင်ဒီအရှိရ spoolie ကကြီးနေတဲ့အတွက်ကြောင့်မလို့အောက်မျက်တောင်အောင်မထိဘူးမထိတဲ့အတွက်ကြောင့်မလို့ mascara နောက်တစ်မျိုးထပ်ပြောင်းပြီးသုံးသွားတယ်ဒါပေမဲ့ဒီဟာကကြတော့ဘာတစ်ခုကောင်းလဲဆိုတော့ သူကအပေါ်မျက်တောင်အောက်မျက်တောင်အားလုံးအဆင်ပြေတယ်ပြေပိရင်လည်းပြန်ဖြတ်ရတာလွယ်တယ်အဲ့တော့ကဲဒီမှာကြည့်ဒီဘက်ကတော့ mascara သုံးထားတဲ့မျက်တောင်မှာဒီဘက်ကတော့ကျွန်မရဲ့ natural wash အဲ့တော့အားလုံးတွေ့တဲ့အတိုင်းပဲမျက်တောင်ရဲ့ကြက်တီအကွာခြားနေမှုเนาะအဲ့တော့ဒီဘက်လေးကိုလည်းလုပ်လိုက်ပါအောင်ရှင် Beneath the canopy of night skies, the curious face of the moon embrace, beautiful soul, lost မြေကုန်းမွေးဆွဲဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဆုံးမြေကုန်းမွေးကိုဟောလိုမျိုးတပုတ်တန်ပျော့ပျော့လေးနဲ့အရင်ဖီးပေးလိုက်ပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မြေကုန်းမွေးလေးတွေကပုံကြတကြလေးတွေနဲ့လှလှပပလေးဖြစ်နေမှာပေါ့နော်အဲ့ဒီဟာအတွက်ကိုတော့အခုဆိုမှာတော့ Bromatic ဆိုတဲ့ဒီ pastel ရဲ့ဒီ automatic pencil လေးပေါ့နော်အဲ့ဒါလေးကတော်တော်အဆင်ပြေတယ်ပြီးတော့အရောင်လေးကလည်းအညိုဖြောဖြောလေးဆိုတော့လေအရန်ကြီးချင်းချင်းမဟုတ်ဘဲနဲ့အခုဆိုလို့ရှိရင်ဒီမှာဒီကိုငကိုရှိပြီးသားမျက်ခုံးလေးပေါ်မှာပဲပါလေးလိုက်ပြီးတော့ဆွဲပေးလိုက်လို့ရှိရင်အဆင်ပြေသွားပြီအရင်ခေတ်တုန်းကလိုမျိုးလေမျက်ခုံးကိုအရင် distance ဆွဲစရာမလိုတာအခု makeup ပြင်ရတာအရန်ကိုမှလွယ်ကူသွားပါတယ်ရှင်အဲ့တော့အခုဒီဘက်ကတော့ဒါမျက်ခုံးလေးကိုနည်းနည်းလေးအရာလေးဖြစ်အောင်ဆွဲထားတာပါအများကြီးဆွဲစရာမလိုပါဘူးအဲ့တော့ဒီဘက်လေးကိုလည်းဆက်ဆွဲမယ်နော်ဒါကတော့နေ့စဉ်နေ့တိုင်းပြင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးဘာမှဟိုမှထွေထွေထူးထူးမဟုတ်ဘဲနဲ့ကျမပါတော့မပြင်မဲနဲ့လှပါတယ်ပေါ့ဆိုတဲ့ look ပေါ့နော်ကျမအရန်ကြီးကိုမလုံးပန်းထားပါဘူးတကယ်တော့နောက်ဘက်မှာတော့လုံးပန်းထားတယ်အဲ့မဲ့မလုံးပန်းထားပဲနဲ့ကျမကငကိုလှတဲ့အလှလေးပါပေါ့အဲ့လိုမျိုးလေးကလည်းနည်းနည်းပါပေါ့အဲ့တော့အခုဆိုရင်ဒါဒီတလောက်ဖြစ်နေဘာပဲကြံတော့လဲဆိုရင်နှာခမ်းနေလေးနည်းနည်းကြက်နှာခမ်းနေကတော့ဟောဒီနှာခမ်းနေကတော့တကယ်ကိုမှအရန်ကိုသုံးလို့ကောင်းတဲ့နှာခမ်းနေပေါ့နော်ကျွန်တော်ကသူ့ရဲ့ဒီ lip sleeping mask လေးကိုနည်းနည်းလေးနှာခမ်းပေါ်မှာလိမ့်လိုက်တယ်ဒီကဘာလို့လဲဆိုတော့ तू ကလေသူ့ရဲ့အစီထွက်ပုံထွက်နည်းလေးကတခြားဟာနဲ့မတူဘဲနဲ့လေနှာခမ်းကိုစူးစူးအီလေးဖြစ်နေတာပေါ့နော်အဲ့တော့ lip sleeping mask လေးကိုကျွန်တော်ကနှာခမ်းlip conditioner အနေနဲ့နည်းနည်းလေးသုံးလိုက်မယ်နည်းနည်းပဲပေါ့နော်ညဘက်သုံးလို့သုံးစရာမလိုဘူးအဲ့ဒါပြီးတဲ့အခါမှာဟောဒီဟာကိုဒီ makeup look လေးတွေကအရန်ကောင်းတာ final touch လေးတွေကိုတဘာဝဆန်အောင်နှာခမ်းနေကိုဒီလိုလက်ကလေးတွေနဲ့လိုက်ပြီးပုတ်လို့ရတယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ပါးနီဇက်လိုက်ပြန်လာမယ်ပါးနီကဒီ cream blush လေးကိုပြန်ပြီးတော့ယူလိုက်ယူရရင်အခုနကနှာခမ်းနေပေါ်မှာဘာမှမဟုတ်ပဲနဲ့နည်းနည်းလေးဒီလိုလေးပြီးတော့လက်မှာပို့နေလဲဘာမှမပြုတ်ဘူးပါးလေးမှာနည်းနည်းလေးလိုက်ပြီးတော့ final touch လေးပေါ့လေဒါကပါးနီလေးကိုကြာလေးခံအောင်ပေါ့ဒါတော့ကိုယ်စိတ်ထဲမှာကိုပါတယ်လို့ကိုယ်စိတ်ကိုပောက်လို့မိတ်ကလိမ့်တာပဲရှင်ကိုပြောဖို့လိမ့်တဲ့ကိစ္စမှာပြောသလိုဒါလုပ်လိုက်ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒါကျွန်တော်အတွက်ကတော့ဒီ look လေးက final look လေးပြီးသွားပြီအဲ့အတွက်ကြောင့်မို့လို့ဒီ makeup look လေးကြာခံအောင်ဟောဒီဒါဘူရဲ့ဒီ mist လေးကိုမျက်နှာပေါ်မှာဖြန်းမယ်ပြီးရင်တော့ hair spray လေးနည်းနည်းဖြန်းလိုက်အောင်မယ် accessory လေးတွေပြန်ဝယ်ပြီးတော့လာကြပါမယ်ရှင်